Kudio ma kudio so we ကြိုက်တဲ့သူတွေအတွက်အရန်စားကောင်းတဲ့ဆိုင်လေးဒီဇိုင်းတွေ့ထားတယ်။ဆိုင်လေးရဲ့နာမည်ကပီတီစာတဲ့။ဒီဆိုင်လေးကမော်လမြိုင်တက်ကရိုကျောင်းတောင်ဝိုင်းနားလေးမှာဖွင့်ထားတာလပိုင်းလောက်ပဲရှိသေးတယ်ပေါ့နော်။ဒီဆိုင်လေးကိုဒီကဘာလို့ညွှန်းပေးဖြစ်လဲဆိုရင်တော့အရာတာလည်းအရန်ကိုစားကောင်းတဲ့အပြင်Kudioလို့ပြောလိုက်တာနဲ့ဒီကအရေးကြီးလုံးဝမစားဘူး။အရေးမဲတို့တုံရန်Kudioတို့အဲ့လိုမျိုးပဲစားတယ်ပေါ့နော်။ဒါကြတော့လေသူ့ဆိုင်မှာကအရေးမဲလဲရတယ်တုံရန်Kudioလဲရတယ်တုံရန်Kudioဆိုတပွဲမှာ4000အရေးမဲတို့ပါလို့ဆိုရင်တပွဲကို3500ပေါ့နော်Kudioတုံးဆိုရင်လည်း3500ပါပဲရှင်Kudioအရေးမဲနန်းတို့ကြိုက်တဲ့သူဆိုတော့လေအရေးမဲတွေ့ရနဲ့မရဘူးအရေးမဲတပွဲကိုအရေးမှာလိုက်တယ်ပေါ့နော်သူ့မှာကကြက်သားနဲ့လည်းရတယ်ဝက်သားနဲ့လည်းရတယ်ပေါ့နော်အဲ့ဒါနဲ့ဒီကအရေးမဲမှာပြီးရတယ်ပေါ့နော်သူ့မှာကတုံရန်Kudioလေးလည်းရတယ်ဆိုတော့ဒီကတုံရန်Kudioလေးလည်းမှာလိုက်ပါတယ်ရှင်Kudioဆိုရင်လေစားအောင်စားတယ်လို့လုပ်ပြီးတဲ့အချိန်မှာတော်တော်လေးကိုစားချင်နေပြီပေါ့နော်တကယ်ကိုစားချင်စရာကြီးပါဒါလေးကတော့အုံးမှုန့်လားနိုးမှုန့်လားတော့ဒီလည်းမသိဘူးပေါ့နော်ဒီမှာကတော့နို့စိန်ထည့်ပြီးတဲ့အများကြီးပါပဲအခုလိုမျိုးတုံရန်Kudioလေးကတော့တပွဲကို4000ပေါ့နော်ဒီကလေအဲ့တုံရန်တို့ဘာလို့ဆိုတအားကြိုက်လို့လားမသိအခုလိုမျိုးဟင်းချိုနဲ့ရောလိုက်တဲ့အချိန်ကလေတော်တော်လေးကိုမှုေးပြီးတော့လေတော်တော်လေးကိုစားချင်နေပြီပေါ့နော်အခုပြန်အပ်တဲ့အချိန်မှာဘိုက်ရပြန်စားလာသလိုပါပဲနောက်ဆုံးတစ်ပွဲကတော့3500တန်းKudioတုံးလေးပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့လေအခုဗီဒီယိုကြည့်နေသူတွေထဲမှာKudioကြိုက်တဲ့သူတွေပါတယ်ဆိုရင်ဒီဆိုင်လေးမှာတစ်ခါတော့ဝယ်စားကြည့်နော်အခုရှိတာကကြတော့ကိုကအဆက်မစားနိုင်ဘူးဆိုရင်တော့ကြိုပြီးတော့ပြောပေးပေါ့နော်အဆက်လေးရှော့ဖို့တော့ကြိုပြီးတော့ပြောလို့ရပါတယ်ရှင်အခုဒီမှာလိုက်တဲ့3ပွဲကတော့အားလုံးပေါင်း11000ကျပါတယ်ဘာလို့လဲဆိုတော့Kudioတုံးရန်တစ်ပွဲကို4000တုံးလေးနဲ့Kudioအရီမဲလေးကတော့တစ်ပွဲကို3500ဆိုတော့11000ကျပါတယ်ရှင်ဒါလေးကတော့Kudioအတုပ်ဟင်းချိုလေးထည့်ပေးနေတာပါဟင်းချိုကတော့သူကမေးတယ်ပေါ့နော်ဘယ်ဟင်းချိုလေးထည့်မလဲဆိုတော့ဒီကအရေးမဲလေးပဲထည့်မယ်ဆိုပြီးတော့အရေးမဲလေးထည့်ခဲ့တာပါရှင်ပြီးတော့လေKudioဆိုင်လေးရဲ့ဘေးမှာအတုပ်ဆိုင်လေးလည်းရှိတာဆိုတော့ဒီကအတုပ်လေးပါတစ်ခါတည်းဝယ်ခဲ့လိုက်တယ်ပေါ့နော်ဒီဆိုင်လေးမှာကအတုပ်ဆိုရင်တော့တပွဲကို2500အထောင်းလေးတွေကတပွဲ3500ဆိုတာနဲ့ဒီကအထောင်းတပွဲအတုပ်တပွဲမှာလိုက်ပါတယ်ဒီဗီဒီယို follow လုပ်ထားတဲ့သူတွေဆိုသိမယ်ပေါ့နော်ဒီကဘယ်နေရာပဲရောက်ချက်ချက်ထောက်ထောင်ချက်ချက်ထောက်ကြောချက်ချက်ထောက်ကင်ပေါ့နော်ချက်ချက်ထောက်မျိုးစုံစားတယ်အဲ့ဒါနဲ့အထောင်းဆိုတာနဲ့ချက်ချက်ထောက်ထောင်မှာလိုက်တယ်ပေါ့နော်အတုပ်လေးအနေနဲ့ကတော့ခရူးတုပ်လေးမှာလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီတိရအောင်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်အားလုံးပဲဒါပါ